ကျွန်တော်တည်ဆူထားတဲ့အချစ်စစ်ရဲ့တန်ဖိုးပေါ့နော်အဲ့တချင်းရဲ့ solo တီးခတ်ပုံလေးကိုကျွန်တော် tutorial လုပ်ပေးသွားမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တီးခတ်ထားတဲ့ပုံစံလေးတွေကိုကျွန်တော်ပြန်လဲကျွန်တော်နဲ့ဝါသနာတူတဲ့ညီကိုတွေလိုက်ပြီးတော့တီးချင်တီးလို့ရအောင်ပြန်လဲ sharing လုပ်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်ဒါလေးတွေကို ERN နဲ့နားထောင်ပြီးတော့အတက်နိုင်လို့တူအောင်လိုက်တီးထားကြည့်တာပေါ့နော်ကြားထဲမှာအနေပါနှုံမှားတာလေးတွေပါလေးတွေလည်းပိုင်ပေါ့နော်လိုက်တီးချင်တီးလို့ရအောင်လို့ကျွန်တော်ပြန်လဲ sharing လုပ်ပေးခြင်းဖြစ်ပါတယ်ဒါပေမဲ့အတက်နိုင်ဆုံးတော့ကျွန်တော်တူအောင်လို့လိုက်ပြီးတော့ရှားပြီးတီးထားတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ပြန်လဲ tutorial လုပ်ပေးပါမယ်ကျွန်တော်ရဲ့ဒီထကုန်း guitar lesson Facebook page မှာလည်းဒီလို guitar lesson တွေကိုအများအားတင်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ like and follow လေးတွားရလုပ်ထားဖို့နော်တောင်းဆိုပါတယ်အဲ့တချင်းရဲ့ key ကတော့ key A လေးနဲ့တီးထားတာပါ A key ပေါ့နော်အခုတီးမဲ့ note တွေကလည်းဒီ A key တွေက do re mi fa တွေနဲ့ပဲတီးသွားတာဖြစ်ပါတယ်အဲ့တချင်း solo အစားလေးကဘယ်လိုဝင်လဲဆိုရင်အဲ့ဒီပုံစံလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ရှင်းပြပေးပါမယ်သူ A key ရဲ့ do ပေါ့နော်ပြီးရခါမှာ re ပြီးရခါမှာ mi ပြီးရင် so မှာနှစ်ချက်တီးမယ်ပေါ့နော်ပြီးရခါမှာ mi ကိုပြန်သွားမယ်ပြီး so ကနေ la ကို slide ဆွဲမယ်အဲ့ဒီပုံစံလေးပေါ့နော်ဒီနှစ်ကြိုး30ခွက်ပေါ့နော်နှစ်ကြိုး30ခွက်ကသူ A key ရဲ့ do ဖြစ်ပါတယ်ပြီးခါမှာနှစ်ကြိုး12ခွက် re ပြီးခါမှာတစ်ကြိုး9ခွက် mi ပေါ့နော်ပြီးရင် so တစ်ကြိုး12ခွက်အဲ့12ခွက်မှာနှစ်ချက်တီးမယ်ပြီးခါမှာတစ်ကြိုး9ခွက်ကိုပြန်သွားမယ်ပြီးရင်တစ်ကြိုး12ခွက်ကနေပြီးတော့14ခွက်ကို slide ဆွဲမယ်အဲ့ဒီပုံစံလေးပေါ့နော်ကျွန်တော်ဖြည်းဖြည်းလေးပြန်တီးပြပါမယ်ပြီးတဲ့ခါမှာဘယ်လိုလာမလဲဆိုရင်အဲ့ဒီပိုင်းလေးပေါ့နော်အဲ့ဒါတစ်ကြိုး16ခွက်ပေါ့နော်တစ်ကြိုး16ခွက် T note ပေါ့နော် T ကနေပြီးသူ့ရဲ့ octave မြင့်နဲ့ဒိုပေါ့နော်အဲ့ဒိုအတန်ရအောင်ကျွန်တော်တို့တွန်းမှာဖြစ်ပါတယ်ဒီတစ်ကြိုး16ခွက်မှာကျွန်တော်တို့တွန်းမှာနော်အဲ့ဒီပုံစံလေးပါပြီးတွန်းပြီးပြန်ဆွဲချမယ်အဲ့ဒီအတန်လေးပေါ့နော်ဒီတစ်ကြိုး16ခွက်ကနေပြီးတော့19ခွက်ကိုအဲ့ဒီလိုလုပ်ရင်လည်းရတယ်ပေါ့နော်ဒါပေမဲ့အတန်လေးကနည်းနည်းအရသာလေးကကွဲပြားတယ်ပေါ့နော်အဲ့ဒီလိုတီးရင်လည်းရပါတယ်ဒါပေမဲ့ကျွန်တော်တွန်းလိုက်တယ်ပေါ့နော်ဒီတစ်ကြိုး16ခွက်ကနေပြီးတော့19ခွက်ကိုသွားတဲ့အတန်အထိကျွန်တော်ကတစ်ကြိုးကိုတွန်းလိုက်ပါတယ်ပြီးရင်ပြန်ဆွဲချတယ်ပြီးခါမှာတစ်ကြိုး14ခွက်ပြီးရင်တစ်ကြိုး12ခွက်အဲ့ဒီပုံစံလေးပေါ့နော်ကဲအစနေကျွန်တော်ဖြည်းဖြည်းလေးပြန်တီးပြပါမယ်အဲ့ဒီရသွားလိမ့်မယ်လို့ယူဆပါတယ်ပေါ့နော်ပြီးရင်နောက်တစ်ပိုင်းဆက်သွားမယ်အဲ့ဒီပိုင်းလေးပေါ့နော်ဒီတစ်ကြိုး17ခွက်ပေါ့နော်တစ်ကြိုး17ခွက်ကို12ခွက်ကိုရောက်တဲ့အတန်အထိတွန်းမယ်အဲ့လိုလေးပေါ့နော်ဒါပေမဲ့ကျွန်တော်ကဒီတစ်ကြိုး17ခွက်မှာကျွန်တော်ကအပေါ်တွန်းတင်လိုက်မယ်ပြီးပြန်ဆွဲချမယ်အဲ့ဒီပုံစံလေးပေါ့နော်အဲ့လိုမတီးဘဲနဲ့ဒီလိုတီးရင်လည်းရပါတယ်အဲ့လိုတီးရင်လည်းရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တွန်းပြီးတော့ပဲတီးလိုက်ပါတယ်ပြီးခါမှာတစ်ကြိုး9ခွက်ပြီးခါမှာ2ကြိုး12ခွက်ပြီးခါမှာ2ကြိုး10ခွက်ပြီးခါမှာ2ကြိုး12ခွက်ကနေပြီးတော့14ခွက်ကို slide ဆွဲမယ်အဲ့ဒီပုံစံလေးပေါ့နော်အဲ့ဒီရလိမ့်မယ်လို့ယူဆပါတယ်ကျွန်တော်အစအနေဖြည်းဖြည်းလေးပြန်တီးပြပေးပါမယ်ပြီးတော့မှ3ကြိုး9ခွက်ကနေပြီး3ကြိုး9ခွက်အထိကို slide ဆွဲမှာပေါ့နော်ပြီးတော့မှ2ကြိုး10ခွက်ပြီးရင်2ကြိုး12ခွက်ပြ
အဲ့လိုလေးပေါ့နော်ပြီးခါမှာ1ကျိုး9ခွက်ပြီးခါမှာ2ကျိုး12ခွက်ကိုပြန်သွားမယ်အဲ့လိုလေးဖြစ်သွားမှာပေါ့နော်ပြီးခါမှာ2ကျိုး10ခွက်အားလုံးတစ်ချက်ချင်းစီပဲသွားတာပေါ့နော်ပြီးခါမှာ1ကျိုး17ခွက်ကိုကျွန်တော်တို့က12ခွက်ကိုရောက်တဲ့အထိကိုအပေါ်တွန်းတင်မှာပေါ့နော်အဲ့ဒီပုံစံလေးပါပြီးခါမှာအဲ့လိုတွန်းတင်ပြီးရင်လည်းတွန်းတင်ထားတဲ့အချိန်မှာပဲနောက်တစ်ချက်ထပ်တည်မယ်ပြီးခါမှာအောက်ကိုပြန်ဆွဲချမယ်အဲ့လိုလေးပေါ့နော်အဲ့ဒီအတန်လေးကိုယူတာပေါ့နော်ပြီးခါမှာ1ကျိုး9ခွက်ပြီးခါမှာ1ကျိုး9ခွက်ပြီးရင်2ကျိုး12ခွက်2ကျိုး12ခွက်ပြီးရင်1ကျိုး9ခွက်အဲ့ဒီပုံစံလေးပေါ့နော်ပြီးခါမှာ2ကျိုး12ခွက်ကိုပြန်တော့မယ်ပြီးခါမှာ2ကျိုး10ခွက်ပေါ့နော်ကျွန်တော်အဲ့တွန်းတဲ့နေရာလေးကနေပြီးတော့အစပြန်ပြပါမယ်အဲ့ဒီပုံစံလေးပေါ့နော်အဲ့ဒီအထိရတော့လိမ့်မယ်လို့ယူဆပါတယ်ကျွန်တော်အစအနေဖြည်းဖြည်းလေးပြန်ကြည့်ပြပါမယ်အဲ့ဒီရတော့လိမ့်မယ်လို့ယူဆပါတယ်ဟုတ်ပြီကျွန်တော်တို့နောက်တစ်ပိုင်းကိုဆက်သွားမယ်နောက်တစ်ပိုင်းကျဘယ်လိုလာမလဲဆိုရင်အဲ့ဒီပုံစံလေးပေါ့နော်အဲ့ဒါတော့ဒီ2ကျိုး12ခွက်2ချက်တီးပါမယ်ပြီးတဲ့ခါမှာ2ကျိုး9ခွက်2ချက်တီးပါမယ်ပြီးတဲ့ခါမှာ3ကျိုး17ခွက်ပေါ့နော်အဲ့မှာ2ချက်တီးပါမယ်ပြီးတဲ့ခါမှာ3ကျိုး9ခွက်အဲ့မှာ1ချက်တီးပါမယ်အဲ့ဒီပုံစံလေးဖြစ်သွားမှာပေါ့နော်ပြီးတဲ့ခါမှာနောက်တစ်ပိုင်းကိုဆက်သွားမယ်အဲ့ဒီအပိုင်းပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ2ကျိုး12ခွက်ပေါ့နော်အဲ့မှာတစ်ချက်တီးပါမယ်ပြီးတဲ့ခါမှာ1ကျိုး9ခွက်ပြီးတဲ့ခါမှာ2ကျိုး12ခွက်ကိုပြန်သွားမယ်ပြီးတဲ့ခါမှာ2ကျိုး10ခွက်ပြီးတဲ့ခါမှာ1ကျိုး12ခွက်ပေါ့နော်အဲ့မှာ2ချက်တီးပါမယ်အဲ့ဒီပုံစံလေးပေါ့နော်အဲ့လိုတီးပြီးတဲ့ခါမှာကျွန်တော်တို့ဒီ1ကျိုး12ခွက်ကနေပြီးတော့14ခွက်ထိကိုကျွန်တော်တို့စလိုက်ဆွဲမှာပေါ့နော်အဲ့လိုစလိုက်ဆွဲပြီးတဲ့ခါမှာကျွန်တော်တို့1ကျိုး17ခွက်ကိုပြန်တီးမယ်ပြီးတဲ့ခါမှာ2ကျိုး14ခွက်ပြီးတဲ့ခါမှာ1ကျိုး12ခွက်အဲ့ဒီပုံစံလေးပေါ့နော်ပြီးတဲ့ခါမှာ2ကျိုး14ခွက်ကိုပြန်တီးမယ်ပြီးတဲ့ခါမှာ2ကျိုး12ခွက်အဲ့ဒီပုံစံလေးပေါ့နော်ကျွန်တော်ပြန်တီးကြပါမယ်အဲ့ဒီပုံစံလေးပေါ့နော်ကျွန်တော်အစအနေဂူးထီကိုဖြည်းဖြည်းလေးတစ်ခေါက်တီးပြပါမယ်ပေါ့နော်အဲ့ဒီရသွားလိမ့်မယ်ပေါ့နော်ဒီခါမှာနောက်တစ်ပိုင်းကိုကျွန်တော်တို့ဆက်သွားမယ်နောက်တစ်ပိုင်းကဘယ်လိုလေးလဲဆိုရင်အဲ့ဒီပုံစံလေးပေါ့နော်အဲ့ဒါကျွန်တော်တို့ဒီ2ကျိုး12ခွက်မှာတစ်ချက်တီးမယ်
ပြီးနောက်တစ်ချက်မှာကျွန်တော်တို့ကဒီနှစ်ကျိုး12ခွက်ကနေပြီးတော့14ခွက်ကိုစလိုက်ဆွဲမှာပေါ့နော်အဲ့ဒီပုံစံလေးပါပေါ့နော်ပြီးတဲ့ခါမှာကျွန်တော်တို့ကနှစ်ကျိုး10ခွက်ပြီးတဲ့ခါမှာနှစ်ကျိုး9ခွက်နှစ်ကျိုး9ခွက်ကိုတီးပြီးနှစ်ကျိုး10ခွက်ကိုကျွန်တော်တို့ကပေါက်မှာပေါ့နော်ဒီလက်ခက်လင်းနဲ့ပေါက်မှာပေါ့နော်ဟမ်းမောင်းဘူအော့ဖ်လေးပေါ့နော်ပေါက်ပြီးတော့တခါရဲပြန်ပြီးတော့ဆွဲချမယ်အဲ့ဒီပုံစံလေးပေါ့နော်အဲ့ဒီပုံစံလေးဖြစ်သွားမှာပေါ့နော်ပြီးတဲ့ခါမှာ3ကျူ17ခွက်ပြီးရင်3ကျူ9ခွက်အဲ့ဒီပုံစံလေးပေါ့နော်နောက်တစ်ပိုင်းကဘယ်လိုလေးလဲဆိုရင်အဲ့ဒီပုံစံလေးပါပေါ့နော်အဲ့ဒါကြတော့ဒီတီကျူ12ခွက်12ခွက်ကနေပြီး14ခွက်ကိုကျွန်တော်တို့စလိုက်ဆွဲမှာပေါ့နော်စလိုက်ဆွဲပြီးတဲ့ခါမှာနောက်တစ်ချက်ထပ်တီးမယ်ပြီးတဲ့ခါမှာတီကျူ17ခွက်ပြီးတဲ့ခါမှာ2ကျူ14ခွက်ပြီးတဲ့ခါမှာတီကျူ12ခွက်ကိုပြန်တီးမယ်အဲ့ဒီပုံစံလေးပါပေါ့နော်ပြီးတဲ့ခါမှာ2ကျိုး12ခွက်ကိုကျွန်တော်တို့ကဖိပြီးတော့တီးမယ်ပြီးရင်2ကျိုး12ခွက်ကနေပြီးတော့14ခွက်ကိုဟမ်းမောင်းအောင်ပူအော့ဖ်လေးပေါ့နော်အဲ့ဒီပုံစံလေးပါ2ကျိုး12ခွက်ကိုတီးမယ်ပြီးတဲ့ခါမှာ14ခွက်ကိုလက်တကြွနဲ့ပေါက်မယ်ပြီးရင်ပြန်ကုတ်ချမယ်ပြီးတဲ့ခါမှာ2ကျိုး10ခွက်ပေါ့နော်ဒါလေးပါပဲအဲ့ပုံစံလေးဖြစ်ပါတယ်ပေါ့နော်ဒါဒီဥတုကလည်းအရင်ပူပါတယ်ဟုတ်ပြီကျွန်တော်အစနဲ့ဖြည်းဖြည်းလေးတစ်ခေါက်ပြန်လဲတီးပြပါမယ်အားလုံးလည်းဖြည်းဖြည်းလေးလိုက်တီးကြည့်ပေါ့နော်ကျွန်တော်ရဲ့ YouTube channel မှာလည်းအခုလို guitar lesson လေးတွေကိုအများအားတင်ပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ like and subscribe လေးလုပ်ခဲ့ဖို့တောင်းဆိုပါတယ်အားလုံးပဲနောက်ထပ် video မှာပြန်လည်ဆုံတွေ့ကြပါမယ်